ဗရာတို့တွေရဲ့အခုဂိမ်းဆိုရင်ဒီလိုရောင်းဆုံးအလုံးလေးတွေကိုမြင်ကြမှာပါအလုံးလေးတွေကိုတော့ element eye လို့ခေါ်ပြီး purple eye blue eye green eye red eye နဲ့ gold eye ဆိုပြီး၅မျိုးရှိပါတယ်အရင်ဆုံး purple eye လေးကိုပြောပြပါမယ်ဗရာတို့အနေနဲ့ဒီ purple eye လေးကိုရထားရင်ကိုယ့်ကိုလာတိုက်တဲ့ enemy damage ဟာ10ရာခိုင်နှုန်းနေသွားမှာဖြစ်ပြီး3စက္ကန့်ကြာအောင်လဲနေသွားအောင်မှာဖြစ်ပါတယ်နေရထိုင်ရင် enemy ကနေသွားမှာဖြစ်လို့ purple eye လေးပေါ်တိုင်းတွားယူထားတင်ပါတယ်နောက်တစ်ခုကတော့ blue eye ပါBlue Eye ကကိုယ့်ရဲ့ movement speed ကို15ရာခိုင်နှုန်းတိုးပြီးမှဖြစ်ပါတယ်။ပွဲထဲမှာလမ်းလျှောက်တာပိုပြီးမြန်လာမယ်။ဒါပေမဲ့ကိုကဒမိတ်ထိထွာတဲ့ခါကျရင်တော့5စက္ကန့်လောက်မြန်တာကိုရပ်ထားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Green Eye ပါ။ Green Eye လေးရထားရင်တော့10စက္ကန့်တိုင်းမှာကိုယ့်ရဲ့တွေးက2ရာခိုင်နှုန်းစီတက်နေမှာဖြစ်ပါတယ်။စောစောကလိုပဲကိုကဒမိတ်ထိခံလိုက်ရရင်တော့တွေးတက်တာကို5စက္ကန့်လောက်ရပ်ထားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Red Eye ပါ။ Red Eye က5စက္ကန့်တိုင်းမှာ enemy ကိုဒမိတ်ပေးလိုက်ရင်မီးလောင်တဲ့ဒမိတ်ထိစင်မှာဖြစ်ပြီးဒမိတ်ကထူးဒမိတ်ဖြစ်လို့ defense item တွေထည့်တိုင်းလည်းခံနိုင်မှာမဟုတ်ပါဘူး။နောက်ဆုံးတစ်ခုကတော့ Gold Eye ပါ။ Gold Eye ကအစွမ်းပိုပြီးထပ်ပါတယ်။သူ့ကိုရထားရင် goal လည်းရမယ်၊တွေးလည်းတက်မယ်၊ physical နဲ့ magic attack လည်းတိုးလာမယ်။နောက်ပြီး hybrid defense မှာထပ်ရအောင်မှာဖြစ်ပါတယ်။ဆိုတော့ဒီအလုံးလေးတွေကရိုးရိုးအလုံးလေးတွေတော့မဟုတ်ပါဘူး။သူ့ဟာနဲ့တူတော့တော်တော်လေးကိုအစွမ်းထပ်ပါတယ်။